ဒီနေ့မှာတော့အော်စကာဆု6ဆုရရှိထားပြီးလူတိုင်းရဲ့ရင်ထဲမှာဒီနေ့အဲ့ဒီရှင်သန်နေစေဖြစ်တဲ့ Forrest Gump ဆိုတဲ့ဇာတ်ကားလေးကိုအစအဆုံးတင်ဆက်ပေးတော့မှာပါဇလားစမှာတော့အဖြူရောင်ငမွေးလေးတစ်ချောင်းဟာလေထဲမှာလွင့်မျောနေရင်ကြောကြားပြီးလဲ7မှုကကားကိတ်ခုံတဲလျာလေးမှာထိုင်နေတဲ့လူတစ်ယောက်ရဲ့ခြေထောက်နာကိုကြာလာပါတယ်အဲ့ဒီလူကတော့ Forrest Gump ပဲဖြစ်ပါတယ်သူကသူ့ဘေးမှာထိုင်နေတဲ့အမျိုးသမီးကိုသူ့ရဲ့နာမည်ကျော် Chocolate Brew စကားနဲ့စတင်မိတ်ဆက်လိုက်ပါတယ်ကျွန်တော်အမေပြောဘူးတဲ့ဘဝဆိုတာ chocolate ဘူးတစ်ခုလိုလဲတဲ့ဘယ်လိုအရသာမျိုးရလာမလဲဆိုတာမင်းဘယ်တော့မှကြိုမသိနိုင်ဘူးတဲ့ Forrest ရဲ့စက်ကြောင်းက1950ပြည်လို့နေ့တွေမှာစတင်ပါတယ်သူကတခြားကလေးတွေထက်ညာရီ IQ နှိမ့်တယ်လို့ကြော်ယူမတန်လို့ခြေထောက်မှာတန်ခွင်းဆွဲ braces တွေတတ်ထားရသူပါဒါပေမဲ့သူ့မေကတော့သူ့ကိုဘယ်တော့မှအထင်မသေးခဲ့ပါဘူး Forrest မင်းဟာတခြားသူတွေနဲ့ဘာမှမခြားနာဘူးလို့အမြဲတမ်းအားပေးလိရှိပါတယ်ကျောင်းကားပေါ်မှာအားလုံးကသူ့ကိုနေရာမသေးတဲ့အချိန်မှာနေရာပေးခဲ့တဲ့တဦးတည်းသောမိန်းကလေးကတော့ဂျန်နီပါအဲ့ဒီနောက်သူတို့နှစ်ယောက်ဟာအရန်ချစ်တဲ့သူနေချင်းတွေဖြစ်လာကြပါတယ်ဒီနေ့မှာတော့ Forrest ကိုလူမိုက်ကလေးတွေကခဲနေပေါက်ပြီးရန်လာစတဲ့အခါဂျန်နီကအော်ပြောလိုက်တယ် Run Forrest run တဲ့အဲ့ဒီချိန်မှာအန်တိုးဖို့ကောင်းတာက Forrest အသက်လူပြေးရင်သူ့ခြေထောက်ကတန်ကွင်းတွေဟာတစစ်စီဖြုတ်ဖြတ်သွားပြီးသူဟာလေလူမြန်နဲ့အပြေးသမားတစ်ယောက်ဖြစ်လာခဲ့တာပါပဲသူ့ရဲ့အပြေးစွမ်းရည်ကြောင့်တဲ့သူဟာအလာဘာမာတောက်ကတူးမှာပညာစုရပြီး American football ကစားသမားဖြစ်လာတယ်ဘာပဲလုပ်တစိုက်မှတ်မှလုပ်တတ်တဲ့ Forrest ဟာကွင်းထဲမှာဘောလုံးကင်ပြီးတစ်ဖက်ကိုအထိပြေးယုံပဲတည်ခဲ့တဲ့သူပါဒါနဲ့တင်သူဟာကဘာကျော်ပြီးတမတ John F Kennedy နဲ့တောင်တွေ့ခွင့်ရခဲ့ပါတယ်ဘွဲရပြီးတဲ့နောက်မှာတော့သူဟာစစ်ထဲကိုဝင်ခဲ့ပါတယ်စစ်ထဲမှာသူဟာဘဘာဆိုတဲ့သူငယ်ချင်းတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်ဘဘာကတော့ပစွန်ဖန်းတဲ့အကြောင်းကိုပဲတနေ့ကုန်ထိုင်ပြောနေတဲ့သူပါစစ်ထဲမှာတဲ့ Forrest ကသူများထက်ထူးခြားနေပြန်ပါတယ်တင်းနဲ့ကိုအမြန်ဆုံးဖြုတ်နိုင်တက်နိုင်တဲ့အတွက်ဘိုးကြီးတွေရဲ့ချီးကျူးမှုကိုရခဲ့တဲ့အထီပါပဲဒါပေမဲ့သူ့စိတ်ထဲမှာတော့သူ့ရဲ့ငယ်ချီဦးဂျန်နီကိုပဲအမြဲတမ်းတတိယနေခဲ့တာပါ